အခုကျွန်တော်တို့နံပါတ်22ကိုဆက်သွားမယ်နော်အဲ့မှာတော့ဘာမှခက်မပါဘူးနော် value တွေမှအောင်တီးပြရမယ်နောက်တစ်ခုကတော့ဟိုပါပေါ့နော် one shot ဖြစ်တဲ့အတွက်ကြောင့် C2 G2 ကိုဆုပ်ပေးရမယ်ပေါ့နော်အဲ့ဒါလေးတက်အောင်တီးဖို့လိုတယ်နော်နံပါတ်22များကျင့်ပြီးရင်တော့အတန်တက်လာလိမ့်မယ်နော်ဟောချောမောလည်းဖြစ်လာမယ်နော်โอเคနံပါတ်23အဲ့တော့23ကြီးတဲ့အချိန်မှာတော့အဲ့မှာပါလာတယ် dotted quarter note နော်တစ်ချက်ခွဲ note တွေပါလာတယ်နောက်တစ်ခုကဆလားတွေပါလာတယ်အဲ့ဒါလေးတွေတော့မအောင်ကြည့်ပြရမယ်ပထမနှစ်ပိုက်ရှိတယ်နော်ပထမတစ်ပိုက်မှာ repeat size ရှိတယ်နှစ်ပိုက်စလုံးမှာ repeat size ရှိတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုတီးဖို့မအောင်တီးဖို့တူတယ်နားထောင်ကြည့်ပါနံပါတ်231.5